ကျွန်တော်ဒီနေ့ဂီတာမှာထားတာရောက်ပြီပေါ့နော်ဒီမှာပေါ့နော်ဂီတာလေးကတော့ဒီမှာပါပေါင်းစင်းလုပ်မယ်ဆိုတော့ဒါလေးပေါ့နော်ကျွန်တော်ဒီကောင်ဈေး short ဈေးရတာပေါ့နော်ဒီ online က Shopee ကနေမှာတာပေါ့နော်သူ့ပုံမှန်မူရင်းဈေးက190ပေါ့200ပေါ့နော်အဲ့ဒါကိုကျွန်တော် package ပေါ့နော် package အလိုက်သူကဒီကြိုးတွေလက်ဆောင်တွေပါတယ်ပြီးတော့အစုံပါတယ်ပေါ့နော်ဒီဂီတာ80ပါတယ်ရောအဲ့ဒါမှာ160နဲ့တစ်ချက်ပေါ့နော်160ပဲထားပေါ့အဲ့တော့ရလိုက်တာပေါ့နော်40လောက်တက်တာတွေပဲပြောရမှာပေါ့အဲ့ဒါ promotion ရတယ်ပဲပြောရမှာပေါ့နော်ပြီးတော့ရောက်တာလဲပို့တာလဲမြန်တယ်ဆိုတော့အဆင်ပြေတာပေါ့နော်ကျွန်တော်လည်းမစောင့်နိုင်ဘူးဆိုတော့လေအေးဘာလို့မရဘူးလေဒီဂီတာပထမဆုံးအပေါင်းစင်းလောက်ခူတာပေါ့နော်ပထမဆုံးလဲဝယ်တာပေါ့နော်အဲ့ဒါ wow bro shade ဒါကပါလဲဘာညာပေါ့နော်စာရွက်စာတမ်းတွေဘာညာတွေပါတာပေါ့နော်ဒါတော့သူဂီတာတုတ်တဲ့အရွက်ပြီးတော့ဒီမှာ double ခေါ်လို့ပတ်ထရန်လား pick ပေါ့အဲ့လိုခေါ်နှစ်ခုပါတယ်အိုးစုံမဲ့ဒီကောင်ကဒါကီးကြီးတဲ့ဥစ္စာလားမသိကျွန်တော်လည်းဂီတာကြောင့်နားမလဲအခုမှပထမဆုံးစပြီးတော့ဝယ်တာပေါ့နော်အခြေခံနဲ့ပါတော့တင်တန်းတွေပါတော့ online ကနေတော့လေ့လာဖို့ရပေါ့နော်ဒါပေမဲ့ဒါအခုမှပထမဆုံးစပြီးဝယ်တာပေါ့နော်ဒါတွေကတော့ဘာတွေလဲတော့ကျွန်တော်လည်းနားမလဲဘူးဒီမှာနောက်တစ်ပါသေးတယ်သူ့နာမည်နဲ့ဒါ3ပြအပားပေါ့နော်ခုနောက်စားအထူးထင်တယ်ကျွန်တော်အဲ့ဒါနည်းနည်းပါတော့သိတယ်ပေါ့နော်အထူးအပားလေးနည်းနည်းပါရှိတယ်ပေါ့နော်နောက်ပြီးတော့ဒါဂျိုဒီဆိုလွယ်တိုင်းနဲ့ဂျိုပေါ့နော်ပြီးတော့ဒါ L key ပါတယ်ဘာတွေပါညှိတာဘာညာပေါ့နော်ဒါကကပိုဟုတ်မှတင်တယ်ကပိုတင်တယ်ဟုတ်တယ်တင်တယ်ပါမယ်ပြီးတော့ဒါဂီတာကျိုးတွေလည်းပါတယ်ပေါ့နော်ဒါ6ချောင်းလုံးပါမယ်ထင်တယ်တလား6ချောင်းလုံးအကုန်အပြည့်ပါမယ်ထင်တယ်ဟာအဲ့ဒီက2ချောင်းလုံးပါတယ်ဒီမှာ1ချောင်းဒီမှာ1ချောင်း2ချောင်းပါတယ်အဲ့ဒါတခြားဘာမှမပါတော့ဒါပဲပြီးတော့ကျန်တာဂီတာပဲရှိတော့တယ်ဒါကဂီတာ8 wow bro shade ကျွန်တော်အနောက်ရောက်မှားလိုက်တယ်ဒါအနောက်ကြောပေါ်ကြီးလိုလဲလွယ်လို့ရတယ်ဒါကျွန်တော်တို့တော့ပြောမှဆိုတာအကုန်လုံးထူးဆန်းနေတာပေါ့နော်ဒါကိုပတ်စံနဲ့ကိုလည်းပထမဆုံးဝယ်တာဖြစ်တာဆိုတော့လေပထမဆုံးပဲဒါကျွန်တော်တုံးဆိုရင်ကျွန်တော်ကိုဂီတာတီးတယ်အိမ်မှာဆိုရင်ရန်ကုန်မှာတော့ဆိုရင်ကျွန်တော်ကိုဂီတာပဲကျွန်တော် shop လေးတာပေါ့နော်သူ့ဂီတာနဲ့ပဲကျွန်တော် online ကနေတင်တန်းနေရှောက်တက်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော် FK လက်ကွက်မရတော့တယ်ကျွန်တော်ဆက်မတင်ဖြစ်တော့ဘူးပေါ့နော်အဲ့နဲ့ဒါအခုတော်တော်ပျော်တယ်ပေါ့နော်အခုတော်တော်စိတ်အားထက်သန်လို့ပေါ့နော်စိတ်အားထက်သန်လို့ကိုပတ်စံနဲ့OD ရတဲ့ပတ်စံပေါ့နော်ကျွန်တော်အရင်လက OD ဆင်းလိုက်တာပတ်စံတော်ရှားလာတယ်ပေါ့နော်အဲ့တော့အဲ့ OD ရတဲ့ပတ်စံနဲ့ကျွန်တော်ကိုပိုင်ဂီတာဝယ်လိုက်တယ်ပေါ့နော်အစားတော့ကျွန်တော်ကောင်းကောင်းဝယ်မလို့ပေါ့နော်ဝယ်ချင်းဝယ်ကောင်းကောင်းဝယ်ကောင်းကောင်းပဲတီးတော့မယ်ပေါ့နော်အဲ့လိုစဉ်းစားထားတာအဲ့နဲ့တပါးပြကျွန်တော်လည်းတီးလည်းမတီးတော့ဘူးဆိုတော့လေအဲ့နဲ့အနေတော့အလက်လောက်ပဲဝယ်လိုက်တာအဲ့စကားတွေများတော့ပေါ့နော်တခါတည်းအပေါင်းလေးလောက်ချလိုက်တော့ပါကင်တော့တခြားပိတ်ထားတယ် wow bro damn bro ဒီမှာပါပြရတော့မမြင်လောက်ဘူးထင်တယ်ခိုင်းနေနဲ့ရှင်းလိုက်အောင်လေတခြားပြကြအောင်လေဒါဒီမှာဒီလိုလေးရှိမယ်ဒီလိုလေးချော့လိုက်တော့နောက်ဒီလို bro ဒီလိုဘာညာတာရက
အဲ့ဆိုရင်ကျွန်တော် data ရပြီဆိုတော့နည်းနည်းပါးပါကလေးလိုက်ပါဦးမယ်